အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ Suliban ဖြစ်ပါတယ်ကျမကတော့ဒီမြန်မာ Gospel Karaoke Channel ကိုပေါ့နော်တည်ထောင်သူဖြစ်ပါတယ်ကျမကဒီ channel ကိုစတင်ပြီးတော့မှလှုပ်ဆောင်ကြတဲ့ကပေါ့နော်ကျမပထမဆုံးဗီဒီယိုတစ်ပုဒ်တင်ထားပါတယ်ကျမကဖခင်ရဲ့အမှုတော်တွေကိုကျမအကောင်းဆုံးပါဝင်ခြင်းတဲ့အတွက်ကြောင့်ကျမဒီ Karaoke Channel ကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ကျမဒီလှုပ်ဆောင်တဲ့အချိန်မှာဆိုလို့ရှိရင်ကျမကပထမတော့ဒီ channel ကိုပေါ့နော်တောက်လျှောက်ရှင်းနေအများကြီးလှုပ်သွားဖို့အတွက်ပေါ့နော်လှုပ်ဆောင်ထားပြီးမယ်ပေါ့နော်နောက်ကြတော့ကျမပြန်စဉ်းစားအချိန်မှာဒီဗီဒီယိုပေါ့နော်100ပေါ့နော်တချင်းရတာဆို68ပုတ်ပေါ့နော်တပုတ်ကတော့ပထမတပုတ်ကကျမဒီမိတ်ဆက်တာဖြစ်ပြီးတော့မှနောက်ဆုံးတစ်ပုတ်ကတော့နှုတ်ဆက်တာပေါ့နော်ဒါဆိုလို့ရှိရင်တော့တချင်းကတော့68ပုတ်ပေါ့နော်ကျမမိတ်ဆက်တာနဲ့နှုတ်ဆက်တာနဲ့ဆို2ပုတ်ဆို100ပေါ့အဲ့တော့ကျမကအဲ့လို100ဆိုပြီးတော့မှသတ်မှတ်ထားပြီးတော့မှဒီ channel ကိုလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီ100ပြည့်သွားတဲ့အချိန်မှာလေကျမကိုတချင်းနေတောင်းထားရှိတယ်ဒါပေမဲ့ကျမရဲ့အစီအစဉ်အရလည်းဒီ100ပဲဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့မှမလုပ်ဖြစ်တော့တာပေါ့နော်အဲ့ဒီအချိန်မှာဒီ channel လေးပြီးသွားရောဆက်ပြီးတော့စိတ်ထဲမှာဖရားအတွက်ဆက်ပြီးတော့လှုပ်ဆောင်ခြင်းနဲ့ဆက်ပြီးတော့မှပေါ့နော်ဒီတခြား channel လေးဆက်ပြီးတော့လှုပ်ခြင်းနဲ့အဲ့အတွက်ကြောင့်မို့လို့ဒီနောက်ဆုံးဗီဒီယိုမှာလည်းနှုတ်ဆက်ခဲ့တယ်ပေါ့နော်အခြား channel မှာပြန်လည်ပြီးစုံတွေ့ကြမယ်ဆိုတော့ပေါ့နော်အဲ့တော့ဒီဒါ2လပေါ့နော်2လအတွင်းမှာဒီ channel တွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့လေဒီပုံနဲ့အတိုင်းပေါ့နော်ဒီပုံနဲ့အတိုင်း channel 10ခုကိုဒါအားလုံး10ခုပေါ့နော်ကျွန်မလှုပ်ဆောင်ထားတာဖြစ်ပါတယ်ဒီ channel 10ခုကိုလည်းဒီနေ့မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်မိတ်ဆက်ပေးရင်းနဲ့မှနောက်ထပ်ကျွန်မဆက်ပြီးတော့မှလှုပ်ဆောင်သွားမယ့်အရာကိုလည်းထပ်ပြီးတော့မှမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်10ခုကြည့်လိုက်မယ်ဆိုလို့ရှင်တော့ဒါအခုစာပုံမှန်ဆိုလို့ရှင်တော့အခုအားလုံးဒီ channel ဆိုတော့မြန်မာ gospel ဒီ karaoke channel ပေါ့နော်ဒီမှာဆိုလို့ရှင်တော့တချင်းတွေကဒီယောက်ျားလေးတချင်းရောမိန်းလေးတချင်းတွေရောပြီးလို့ရှင်ဒီ phrase and worship ဆိုလို့ရတဲ့ချင်းတွေရောအားလုံးပါတယ်ပေါ့နော်ဒီ channel ကိုဘာကြောင့်လှုပ်ဆောင်ခဲ့တယ်လဲဆိုတော့ကျမကိုယ်တိုင်လည်းနေ့တိုင်းဖျားကိုချီးမွမ်းတယ်ဖះကချီးမွမ်းတာကိုအင်မတန်မှကြိုက်နှစ်သက်တယ်ဖះနှစ်သက်သောရစ်ကလည်းချီးမွမ်းခြင်းဖြစ်တယ်အဲဒါကြောင့်မလို့ဒီချီးမွမ်းခြင်းကိုလုပ်နိုင်ဖို့အတွက်ကိုယ်တိုင်လည်းဒီတခြင်းတွေဆိုတဲ့အခါကြလို့ရှင်ပေါ့နော်တခြင်းတွေရွေးရတာရှိတယ်ခါကျအချိန်ကြာသွားတာရှိတယ်ခါဒီမှာကိုဆိုခြင်းတဲ့တခြင်းရှိအောင်ကြလိခီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကမဆိုနိုင်တာလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်အားလုံးချီးမွမ်းစေခြင်းတယ်ဒါကြောင့်မလို့ကျမတေချာစူးစမ်းပြီးတော့မှဒီယောက်ျားလေးတခြင်းကိုလည်းကျမပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ channel မှာဆိုလို့ရှင်တော့အားလုံးပေါ့နော်ဒီကောင်းကောင်းမွန်မွန်နဲ့ဒီစောင်းပေါက်နဲ့မိုက်နဲ့ပေါ့နော် bluetooth တွေရှိလို့ရှိရင်ဘယ်နေရာမှာမဆိုချီးမွမ်းတဲ့ချိန်မှာပဲဖြစ်အခြားဒီဖះအိမ်မှာဖះရှိခိုးကိုကွယ်တာပဲဖြစ်ဖြစ်ကိုကကိုတယောက်တည်းပဲဖြစ်ဖြစ်အလွဲကူဆုံးအမြန်ဆန်ဆုံးနဲ့ဒါဖះကိုပေါ့နော်အကောင်းဆုံးချီးမွမ်းလို့ရပါတယ်တခြားအတန်တွေဘာမှမထည့်ထားပါနဲ့ဒီတီးလုံးတီးတန့်လေးနဲ့စာသားတခြားလုတ်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ channel မှာအခုဆိုရင်ဒါ subscriber ပေါ့နော်ဒါဆိုမြောက်များစွာဖြစ်လာပြီအရင်ကျေးဇူးတင်တယ်ဖះရှင်ဟာအင်မတန်မှဒီ channel ကိုလည်းအသုံးပြုတာဖြစ်ပါတယ်အရောက်စီတိုင်းအတွက်လည်းတကယ်ပဲလိုအပ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒါကတော့ number 1ပေါ့နော်အခုမှဆိုလို့ရှိရင်နောက်ထပ် channel တစ်ခုဆိုလို့ရှိရင်တော့ဒါယောက်ျားလေးအတွက်ပေါ့နော်ဒီမှာဆိုရင် male ဆိုတာတော့ယောက်ျားလေးတီးတန့် karaoke ပေါ့အဲ့ဒါကြတော့ကျွန်မကတီးတန့်ဒီဗီဒီယိုမလုပ်တော့ဘဲနဲ့ karaoke လုပ်ထားတဲ့သချင်းတွေကိုပဲကျွန်မကဒါစုပေးထားတာပေါ့နော်စုပေးထားတယ်ဆိုတော့တိတ်ရှာတိတ်ပြီးအချိန်မကုန်တော့ဘူးပေါ့နော်ယောက်ျားလေးအတွက် karaoke ဆိုချင်တယ်ဆိုရင်ဒီ channel မှာရှာလိုက်လို့ရှိရင်သချင်းအားလုံး100ရှိရပေါ့နော်100ဆိုတာအကိုကြိုက်တဲ့အောင်တေးချာရှာလို့ရတယ်အဲ့တော့အဲ့ channel ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ female song ဆိုတာကြတော့ main ကလေးတီးတန့်အမျိုးသမီးတီးတန့်ဆိုထားတဲ့သချင်းတွေပေါ့နော်အဲ့ဒါကိုလည်းတေးချာစုပေးထားတာဖြစ်တယ်အဲ့ဒါလည်းသချင်းအားလုံး100ပေါ့နော်ဒီမြန်မာ gospel main song ကတော့ဒီအမျိုးသားတီးတန့်ပေါ့နော်gospel သချင်းတွေတီးတန့်နားထောင်ခြင်းနဲ့တီးတန့်သချင်းဆိုခြင်းနဲ့အဲ့ဒီအတွက်ကြောင့်မလို့ဒီသချင်းအားလုံး100ပေါ့နော်ဒီ channel ကိုလုပ်ပေးထားတာဖြစ်ပါတယ်ဒီ gospel worship channel ကတော့ကျမတို့ဒီphrase and worship တွေမှာပေါ့နော်တီဆိုချီးမွမ်းနိုင်ဖို့ရန်အတွက်တခြင်းတွေကိုရွေးချယ်ပေးထားတာဖြစ်ပါတယ်ဒီဝုပိကိုကွယ်ခြင်းမစမီမှာပေါ့နော်ကျမတို့တွေချီးမွမ်းနိုင်ဖို့ရန်အတွက်ပေါ့နော်ဒီတခြင်းတွေအလုံးကိုတေချာစုစည်းပေးထားတာဖြစ်ပါတယ်
ဒီ Bible listening ပေါ့နော်ဒါကတော့ audio အတန်တီးတတ်မဲ့ဖြစ်ပါတယ်ဒီမှာဆိုရင်တော့တုတ်တန်ချံအခန်းကြီး1ကနေပြီးတော့မှဒီနောက်ဆုံးအခန်းထိပေါ့နော်အစအဆုံးကိုတနေ့ကိုဒီတစ်ခန်းတစ်ပုတ်ပေါ့နော်တစ်ပုတ်ကိုတစ်ခန်းစီနေ့တိုင်းဆိုထားတာဖြစ်ပါတယ်အခုကတော့ဒီ channel ကတော့မပြီးသေးပါဘူးဒီ channel မှာဆိုလို့ရှိရင်လည်းဒါအလုံးဗီဒီယိုပေါင်း100တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတုတ်တန်ချမ်းပြီးသွားတဲ့ချိန်မှာနောက်ထပ်ကျန်းတစ်ချမ်းကိုဆက်ပြီးသွားမှာဖြစ်ပါတယ်အဓိကတော့ဒီအလုပ်လုပ်တဲ့ချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ကျန်းစာဖတ်ဖို့ရန်အတွက်အစင်မပြေတဲ့အချိန်မှာဖြစ်သူအတန်နဲ့နားထောင်နိုင်ဖို့ရန်အတွက်ဒီ channel ကိုလုပ်ပေးထားဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီတုတ်တန်ချမ်းဆိုလို့ရှိရင်လေကျမဒီတက်ထားပြီးတဲ့နာမည်ဆိုလို့ရှိရင်ဘုရားသခင်ဆုံးမခြင်းကိုထီထီမီမီတီးတန့်နားထောင်လို့သူများအတွက်ဆိုပြီးတော့မှရေးထားပါတယ်အဲ့အတွက်ကြောင့်မလို့ဘုရားရှင်ဆုံးမခြင်းကိုသိချာနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်လေဒီကျမ်းကိုတစ်နေ့ကိုတစ်ခန်းစီပေါ့နော်နားထောင်သွားလို့ရပါတယ်ဒီ Sunday School Channel ကတော့အဓိကတော့ကလေးတွေကိုပေါ့နော်တချင်းသင်ပေးဖို့ရန်အတွက်ဒါအလွယ်ကူဆုံးဖြစ်တယ်အဲ့တော့ဒီဖျားเจ้าတွေမှာတချင်းသင်ပေးတော့မယ်ဆိုလို့ရှိရင်ဒီတချင်းအစ်စ်တွေသင်ခြင်းနဲ့ဆိုလွယ်လွယ်ကူကူရှာဖွေလို့ရတယ်အိမ်မှာဆိုလွယ်ကလေးတွေကိုတချင်းဖွင့်ထားပေးလို့ရတယ်ဒါတွေစုခိုင်းလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လွယ်ကူကူနဲ့ရှာဖွေလို့လွယ်ကူအောင်လို့ဒီတချင်းအားလုံး100ကိုအင်္ဂလိပ်တချင်းရောမြန်မာတချင်းတွေရောအားလုံးကိုပေါ့နော်စုစည်းပေးထားတာဖြစ်ပါတယ်ဒီ cover song channel ကတော့အရှိကနံပါတ်1မှာလောက်ထားတဲ့ဒီ gospel karaoke song ရဲ့ဒီအမျိုးသားသချင်းတွေပေါ့နော်ဒီအမျိုးသမီးခီးနဲ့ပြန်ပြီးဆိုထားတဲ့သချင်းတွေကိုတီးဆိုထားတာဖြစ်ပါတယ် God's Word Myanmar ဆိုတဲ့ဒီ channel ကတော့အဓိကဖျားစကားအဓိကဖျားရဲ့ဂတိတော်တွေကိုကျမတို့ကဆွဲလန်းထားဖို့လိုတယ်ဒါမှသာဘလို့အခြေအနေပဲဖြစ်ဖြစ်စိတ်ခွန်အားပြန်လေရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဖျားပေးတဲ့ဂတိတော်တွေကိုအလွတ်ကျက်ထားဖို့လည်းလိုတယ်ပေါ့နော်ဒါကြောင့်မလို့ကျမကတော့တနေ့ကိုတစ်ခန်းပေါ့နော်တနေ့ကိုတစ်ခန်းဗီဒီယိုတစ်ခုကျက်ပါတယ်ပြီးတဲ့အခါမှာပြန်ပြီးတော့ဆိုကြည့်တယ်အဲ့တော့ကျမဘဝမှာကျမဒီဖျားဂတိတော်တွေပေါ့နော်အမြဲတမ်းကျမနှုတ်မှာအမြဲတမ်းစောင့်ထားတယ်ကျမနှလုံးသားမှာကျမအမြဲတမ်းနှလုံးသွင်းထားတယ်ပေါ့နော်ဒါကြောင့်မလို့ဖျားရဲ့ဂတိတော်ဆိုတာအမြဲတမ်းပေါ့နော်ဒီအလွတ်ရနေဖို့လည်းလိုပါတယ်ဒါကြောင့်မလို့ဒီ channel ကိုလှုပ်ဆောင်ရခြင်းဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ဒီ channel ကပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အားလုံးပေါင်းဒီဂတိတော်အချက်100ရှိပါတယ်ကျမတို့အားလုံးအတူတကွာပေါ့နော်နှလုံးသွင်းကြဖို့နှလုံးသွင်းအလွတ်ကျက်နိုင်ဖို့အတွက်ဒီ channel ကိုလှုပ်ဆောင်ထားဖြစ်ပါတယ်ဒီ selection song ကတော့ MP3 ပုံစံမျိုးပေါ့နော်အတန်တီးတန်ပဲတချင်းတွေကိုစုပေးထားတယ်ဗီဒီယိုတစ်ပုတ်ကိုနာယူပေါ့နော်တချင်းကတော့9ပုတ်ဖြစ်ပါတယ်အိမ်မှာအတီလိုတချင်းတွေနားထောင်ခြင်းတဲ့အခါမျိုးမှာဘုရားတချင်းကိုတီးတန့်နားထောင်ခြင်းတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လေဒီ channel မှာရှိတဲ့တချင်းတွေအားလုံးကိုပေါ့နော်ကျွန်တော်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်အခုဆိုရင်တော့ဒီ channel 10ခုပေါ့နော်ဗီဒီယိုပေါင်း1000အခုမိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီနံပါတ်1 channel karaoke channel ပြီးတဲ့အချိန်မှာပေါ့နော် channel 6ခုဆက်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဖျားအမှုတော်အတွက်ဒါတထောင်တနေရာနေပြီးတော့မှပါဝင်တာဖြစ်ပါတယ်ဒီ channel ဒီထက်ကဗီဒီယိုတွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျမကနောက်ထပ်ပေါ့နော်နောက်ထပ်ဒီဗီဒီယိုသတ်မှတ်ချက်မရှိဘူးကန့်သက်ချက်မရှိဘူးကျမရဲ့ဘဝအသက်ရှင်သမျှကာလပတ်လုံးမှာဖျားရှင်အမှုတော်ဆက်လက်ပြီးလှုပ်ဆောင်သွားမယ့် channel 2ခုရှိပါတယ်